Joshua Van. Hey! 2026မှာ GoMMA Award May Fighter of the Year ဆုကိုရရှိခဲ့တဲ့ Joshua Ban အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြသွားချင်တာကတော့ကျွန်တော်ရဲ့ချစ်တော် Joshua Ban ကတနစ်တာအကောင်းဆုံးဆုရရှိသွားတယ်ဆိုတာပါပဲ Joshua Ban ရဲ့အောင်မြင်မှုတွေကတစ်ဆင့်နဲ့မြင့်တက်လာနေပါတယ် UFC Flyweight Champion ဖြစ်လာပြီးကမ္ဘာတဝန်းက MMA ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိထားတဲ့ Joshua Ban ဟာဒီတစ်ခါမှာတော့2026 GoMMA Award May Fighter of the Year ဆုကိုထိုက်တန်နဲ့ဆုခူးသွားခဲ့ပါတယ်ဒီဆုဟာတနစ်ပတ်လုံးပြသခဲ့တဲ့အားသင့်ပွဲစွမ်းဆောင်ရည်ပြိုင်ဘက်ကြီးတွေကိုကြော်ဖြတ်နိုင်ခဲ့တဲ့စိတ်သက်ချန်ပီယံတစ်ယောက်ဖြစ်ပြသခဲ့တဲ့အရေးသွေးတွေနဲ့ MMA လောကအပေါ်တက်ရောက်မှုတွေကိုအခြေခံပြီးပြင်းပြပေးခဲ့တဲ့ဂုဏ်ထူးဆောင်တစ်ခုလည်းဖြစ်ပါတယ်အသက်ငယ်နဲ့ UFC ရဲ့အမြင့်ဆုံးစင်မြင့်ပေါ်ကိုတက်လှမ်းနိုင်ခဲ့တဲ့ Joshua Ban ဟာအခုဆိုရင်တော့ချန်ပီယံတစ်ယောက်သာမကပဲကမ္ဘာ MMA လောကရဲ့တင်ရှားဆုံးချေပွင့်နေတဲ့ကတစ်ယောက်ဖြစ်အသိမဲ့ပြုတ်ခံနေရပါတယ်2026 GoMMA Award မှာ May Fighter of the Year ဆုကိုရရှိခဲ့တာကလည်းသူ့ရဲ့စ조사အားထုတ်မှုစွန့်စားရတဲ့တိုက်ခိုက်ပုံစံနဲ့နေရန်ပရိသတ်တွေကိုစိတ်လို့စားစေတဲ့စွမ်းဆောင်ရည်တွေကိုထပ်မံအတည်ပြုပေးလိုက်တဲ့အောင်ပွဲတစ်ခုပဲဖြစ်ပါတယ် Joshua Ban ဟာ UFC Flyweight Division ကိုနောက်နှစ်ပေါင်းများစွာအုပ်စိုးနိုင်မယ်လို့ထင်လားဒါမှမဟုတ်သူဟာ UFC ရဲ့အကြီးကျယ်ဆုံး Flyweight Champion တွေကတယောက်ဖြစ်လာနိုင်မလားအဲ့တို့ရဲ့အမြင်လေးကိုကောင်းမှမျှဝေပေးခဲ့ပါဦးနောက်ထပ် UFC နဲ့ One Championship အကြောင်းလေးတွေသိချင်ရင်ပေလေးကို follow လုပ်ထားခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဘလော့ပိုင်ရဲထက်ကရဲထက်ဖြစ်ပါတယ်